Okay အားလုံးပဲမင်္ဂလာပါဗျအခုကတော့ကျွန်တော်ဒီဘက်လေဖန်တောင်ကြားလမ်းကိုရောက်နေတာပေါ့နော်ဒီနေ့ကတော့ကျွန်တော်ကိုချီနဲ့လာပြီးတော့တွေးဖြစ်တာဖြစ်ပြီးတော့ကျွန်တော်ဖေးရဲ့ BMW ကိုကျွန်တော်စမ်းမောင်းကြည့်မှာပဲဖြစ်ပါတယ် Okay နေထားတော့ရှိရပါတော့ Okay BMW မောင်းမယ်ဆိုတဲ့အိမ်မက်ကိုကျွန်တော်တစ်ခါမှမတ်ဘူးပေါ့နော်ဒါပထမဆုံးချစ်ကိုရဲ့ဘယ်လိုပြောမလဲယုံကြည်စိတ်ချမှုနဲ့ပေးမောင်းလို့ဒါကျွန်တော် BMW မောင်းခွင့်ရခဲ့တာပေါ့နော်ချစ်ကိုရဲ့ကျေးဇူးတင်ပါတယ်